ဟာသမီး ရှင် ညီအသက်ကငယ်တော့တာမဟုတ်ဘူးနော် ဟုတ်တော့အမေတို့ကလေအားစီလေဒီအသက်ပဲတတိလာပေးနေတာဘာလို့လဲ ညီအသက်ကလည်းငယ်တော့တာမဟုတ်ဘူးမအေးကလည်းအသက်ကတဖြည်းဖြည်းနဲ့ကြီးလာတယ်အိုးလာတယ်ငါမသိခင်လေညီလေးတယောက်ချီချင်လို့ပါအေး အကြော်အမေတို့ရဲ့လေအသက်ကြီးလာညီးချိချင်တဲ့ယောဂကလည်းလေဘယ်ရလာကြရလဲတွေးတိုးတို့စီးကြိုနှလုံးမဖြစ်အောင်မလဲစေကိုရင်ကောက်သေးတယ်အခုအမေတို့ရဲ့လေခလေးချိချင်တဲ့ယောဂကလေတောင်းမယ်လို့မထင်ဘူးအဲ့တော့မှခလေးချိချင်တယ်အမေမွေးပါလား ဟဲကောင်မကြီးသားငါ့ကိုပြန်ပြောနေတယ်ဟမ်မအေးမရှိတော့ရင်လေညီမအားကိုးစရာမဲ့မာဆိုးလို့ဒုက္ခရောက်မှာဆိုးလို့ငါအိမ်အောင်ပြုတ်ခိုင်းနေတာမနားလေလား အမေဖုန်းထဲမှာ TikTok လေး Facebook အမြင်ကြည့်ဦးလားအဲ့ထဲမှာလေ line ပေါ်မှာလေအိမ်အောင်ပြုတ်တော့မကြသေးဘူးယောက်ျားကရိုက်လို့ဆိုပြီးတော့လေငိုနေရတဲ့မိန်းမလေးမှတပုံကြီးပြီးတော့လေကလေးတွေအများကြီးမွေးလို့အဲ့ကလေးတွေကလေလှဲမကြည့်လို့လမ်းပြောင်းနေတယ်အဖွားကြီးတွေအများကြီးအမေရဲ့အမေတော်မလေတမီးကအိမ်အောင်ပြုတ်ပြီးနေလောက်ကင်ကျိုးလို့စိန်နေနေရမလား ဒီကောင်မနော်လုံးဝပြေတော့မယ်ငါ့ကိုတစ်လလုံးမှာ3သိန်းနဲ့ပေးပြီးတော့ပြောနေတယ်ညီမျိုးစို့နေတဲ့လေဟော့ပေါ်တို့မာလာရှန်ကောတို့ဟမ်အဲ့ဒီဘိုးတွေတော့မလောက်ဘူးလေငါစီကပဲနင်ပြန်တောင်းနေတာမဟုတ်ဘူးလားမလေးတော့ပတ်ဝန်းကျင်ကကြားလို့မှမကောင်းဒီကောင်ကတော့ငါလုံးဝပြေတော့မယ် မိုးဆက်သမီးရေသမီးမိုးဆက်ဟဲ့ထတော့သမီးလေးရဲ့ဘယ်ချိန်ရှိနေပြီလဲကွယ်ဟုတ်တော့ဘယ်ချိန်ရှိနေပြီလဲထ အမေတော်စိုးစီနောက်ပြန်ပြီ ဘယ်နဲ့မနဲ့စောစောစီးစီးလဲနေဖင်ထိုးနေပြီဘယ်ချိန်ထိအိမ်မှာတော့ ကဲအခုဘာဖြစ်ပြန်လဲပြော ဟဲ့ဘာဖြစ်ပြန်လဲဆိုတော့ဟိုအမေလေးဟိုလက်ဖက်ရည်စီလုံးတီးလက်ဖက်ရည်လေးလေသမီးလေးရဲ့မလိုက်ပတ်များလေးနဲ့အဲ့ဒါလေးတောက်ချင်လို့တောက်phảiပစ္စည်းမေ အမေတို့ကလေမိုးလင်းလို့မျက်နှာလုံးဖွင့်လာတယ်ဘာလေးကစားချင်လို့ဘာလေးတောက်ချင်လို့မာရီမလုံးဘူး သွားဝယ်ပေးစမ်းမှာဟဲ့ပြောနေကြလို့ ပြီးရော အမေဟဲ့လေတစ်ခွက်တောက်ရဖို့စောင်းအောင်နဲ့နော်ဘယ်လိုသမီးမှန်းကုန်မသိပါဘူး ကဲဒီမှာအမေရန်ကြိုက်တဲ့စီလုံးတီးမလိုက်ပကောမှာနန်းစင်းနဲ့အမေကြိုက်ရ အမလေးတောက်မှာပါတော့တောက်မှာတောက်မတောက်မကောင်းတာငါသမီးရဲ့အရသာကိုရှိနေတာပဲအဲ့ဒါကြောင့်အမေကပြောတာပေါ့ငါသမီးလေးကိုအိမ်တောင်ပြုတ်ပါလို့အခုဆိုလို့ရှိရင်လေအမေမှာဟာဒီသမီးလေးတယောက်ရှိတာလေအခုအမေတောက်ချင်တဲ့စီလုံးတီးလေးမလိုက်ပတ်တယ်အများကြီးနဲ့ကောင်းမှကောင်းတောက်ရပြီ အမေတို့ကလည်းဒါပဲ ဘလို့ကြီးလဲမလိုက်လည်းမဟုတ်ဘူးမမကြီးညီဘာတွေလောက်ထားရလဲဟမ်ဘာတွေလောက်ထားရလဲငါ့ကိုပြောစမ်း ဟောအမေကလေတမီးကိုမနဲ့အစောကြီးတော့ရခိုင်းတာဆိုတော့တမီးလည်းအစောကြီးအပြင်ထွက်ချင်ဘူးလေ အဲ့တော့ဘာဖြစ်လဲ အဲ့တော့အမေတောက်ချင်တဲ့စီလုံးတီးမလိုက်လည်းတောက်အောင်တမီးကအိမ်မှာစီးတက်လေလက်ဖက်ရည်တုပ်ပြီးဖြော်ပြီးတော့လေမလိုက်ဘက်နန်းချင်းလေးဖြစ်ပါအောင်တစ်ချူလေးတွေထည့်ပြီးထားဟောဒါနဲ့လေဒီတစ်ဖက်ကမကြွေဘူးထင်တယ်ဟောဒါနဲ့တမီးလုပ်ပြီးတဲ့တစ်ချူမလိုက်လေးကောင်းတယ်မလား ကောင်းတယ်နင့်ကိုလည်းငါပြောကောင်းအောင်လုပ်ပေးမယ် တော်ပြီအမေသမီးဘာမှလာမပြောနဲ့တော့သမီးကတက်လို့အိမ်တောင်မပြူဘယ်တော့မှအပြိုကြီးပဲလုံးမှာ ညီဟာလေမိဘစကားကိုဘယ်တုန်းကမှနားထောင်ခဲ့တဲ့မိန်းကလေးမဟုတ်ဘူး ဒီမှာအမေသမီးရလေမိဘရားပြစ်စတာမဟုတ်ဘူးဘယင်မလုံးမှာဘယင်မ ညီဟာညီလေမိဖုရားပဲလှုပ်လို့ဘယင်မပဲလှုပ်လို့ဘလူးမပဲလှုပ်လို့ကြိုက်တာလှုပ်လေငါအခုပြောတဲ့စကားလေနောက်ဆုံးပြောခြင်းပဲညီယောက်ျားမယူမလားမယူချင်ဘူးမလားအေးမယူနဲ့တစ်ချိန်ကြာမှမြင်မြင်တမီးကလေယောက်ျားလူချင်းလို့ပါလို့ငါ့ကိုလာပြောလို့ရတော့လေနင့်အရေးကောင်းကိုဆောက်ပြက်မယ်နော်မယူတေးကြလား confirm အေးရှင်တို့ ဘယ်တီးနေမေထားကြည့်ပါဦးသူလည်းမသိဘူး
အော်ဟုတ်ကဲ့သမီးကြီးလိုက်မယ်မေမေဆောင်းကတ် မေရှင်တို့ရေတန်း ဟဲ့ဘာတော့ ဟောအန်ဒီရေတန်းလာပို့တာ အော်အေးဝင်ခဲ့ အပေါ်ရက်ကစပွဲမှာတင်ထားလိုက် အမေအဲ့ဒါဘာတူလဲ ရေတန်းပို့တဲ့ရက်ကွက်ထဲကအခြေအမြင့်မရှိတဲ့ကောင်ဒီအိမ်မှာလေသားမိနှစ်ယောက်ထဲနေတာဘသူ့ကိုမှအိမ်ထဲကိုမဝင်စေခြင်းဘူးလူတွေအားလုံးကယုံရတာမှမဟုတ်ပဲဟဲ့စမ်း ငါကြည့်ရတော့အခြေရောအမြင်ရောရှိမပုံပါဟဲ့ အမေအေးဘာတော့ဟဲ့တမေမေနဲ့ကွယ် ဒီမှာရေတန်းကုန်နေပြီ ဟမ်ရေတန်းကုန်နေပြီမနေ့ကပဲငါးဘူးတောင်မှထားတာလေဘယ်လိုကုန်သွားတာတော့ အော်အမေရဲ့ဒီလောက်ရာသီအထူးကပူပြင်းနေတဲ့ကိစ္စကိုရေရတောက်ရတယ်လေတနေ့ကုန် မဟုတ်သေးပါဘူးရေတန်းကနေ့စဉ်နေ့တိုင်းကိုမှားနေရတာပဲတနေ့ကိုငါးဘူးလုံးတော့မကုန်နိုင်ပါဘူးကဲအခုမရှိတော့ဘူးမလား ဟုတ်တယ် မှားလိုက်တော့ ပြီးရောမောင်လေးရလေရေပို့တာလေဒီနေ့ကနောက်ကျလိုက်တာမမကလေလွမ်းနေအောင် မမရေကျော်လေးတခြားရင်လည်းပို့ရသေးတာကိုကျော်လေးမမောက်လွမ်းနေတာပေါ့ မကလေမောင်လေးနဲ့တွေ့ချင်လို့လေတင်းရေတန်းနေကိုလေတွန်ပြစ်လိုက်ရတာဆိုတာလေအမောအမေရတယ်တော်တော်မနှောပြတ်နေ အမလေးအမေရေတန်းခရက်ကညကရက်ကိုဟမ်ပြောတော့လေကြီးမိုးကြီးနဲ့ဟမ်အပြိုကြီးလုံမလေးဘယင်မလုံမလေးနဲ့အခုတော့ဘယင်မမဖြစ်ပဲနဲ့ခွေးမဖြစ်နေခွေးမ အော်မဟုတ်ပါဘူးအမေလောက်တာနဲ့မှားပြီးတော့ဥမီကုန်မင်းသမီးလောက်မှာသမီးရလေတကယ်တော့ခွေးမဖြစ်ချင်တာမဟုတ်ရေတယ်မိန်းမဖြစ်ချင်တာ မလေးနော်မအေးရတော့လေအဆင့်တန်းမြင့်စေခြင်းလို့အဆင့်တန်းမြင့်တဲ့လူနဲ့ပေးစားတော့မယူဘူးဟဟလားအခုဒီရေပို့တဲ့အကောင်နဲ့ကြတော့ဖြစ်ချင်တိုင်းကိုပြစ်နေမအေးကမြင့်စေခြင်းလို့မြင့်ပေးတယ်ညီကမစင်ပုံတဲ့ကိုခုံချဟဟလား အေးအမေနားလိုက်တာမစင်မောင်တော့မလုပ်ပါနဲ့ပြပုံတော့လုပ်ပါနည်းနည်းအရာပြေးတာပေါ့ ညီမွေးခြင်းလို့လေပြာပုံပဲဖြစ်ဖြစ်မစင်ပုံပဲဖြစ်ဖြစ်ဘဲအပုံပဲဖြစ်ဖြစ်ကြိုက်တဲ့အပုံကိုတို့ဒီရေသန်းပို့တဲ့အကောင်နဲ့ယူလို့ရတော့လေအမွေလည်းမပေးဘူးအိမ်ဘောကလည်းဆင်းတော့ဆင်း တနိုင်လေအမေကအိမ်မောဆင်းဆိုတော့သမီးကဆင်းရတော့မှာပေါ့ကိုတက်လုံးကျွေးမွေးပြုစုလာခဲ့တယ်ကိုရဲ့မာတာမိခင်နဲ့မောင်လေးနဲ့လဲရတာတန်ပါလေ ကြည့်စားကြည့်လားအမလေးမွေးရကြိုးနဲ့တဲ့သမီးမိုက်ဟမ်မြေခုချက်ချင်းအိမ်ဘောကဆင်းတည်င်းစားထဲမှာအမွေပြချက်ချင်းကိုကြော်ညမယ်သွား အမေကလေသမီးအဲ့လိုအမွေဖြတ်တော့မယ်ဆိုတာသမီးကကြိုသိတယ်အဲ့ဒါကြောင့်မလို့အမေကသမီးကိုအမွေမဖြတ်ခင်အမေရဲ့အတွင်းပစ္စည်းတွေအားလုံးကိုသမီးကအမွေဖြစ်နေကြိုပြီးတော့ယူထားလိုက်တယ်ဟောဒီမှာကဲမောင်လေးလည်းရေတန်းပို့ဆောင်လို့တော့ပေါ့လာအမေဒါလေးပြန်မြုပ်ကဲပြေးကြမယ်မောင်လေးလား ဟဲ့ငါပစ္စည်းပြန်မယ်ဟဲ့မလေးသေပါပြီသမီးရဲ့သမီးအာနာလိုက်တာ အမေအေးစိနေခဲ့တာမဟုတ်ဘာလို့လိုက်ခဲ့ရလဲအခုတော့ဖြစ်ပြီသမီးလည်းနောက်လိုက်တောင်းအမေကလိုက်လို့မရဘူးလေမောင်လေးကသမီးကြောက်တယ်ပြေးမှာပေါ့ အော်သမီးရဲ့ဒီအင်းကြီးမလေးသမီးရဲ့အမေရဲ့သားမင်းနှစ်ယောက်တည်းနေတာလေသမီးလေးအခုပဲကြည့်လေအခုအမေချီတော့နာပြီ
အမေအခုလိုချီတော့နာသွားတော့ငါသမီးလေးစိတ်ချလိုက်ကြနဲ့ဒါခဲ့မလားသမီးရဲ့ဘလေးတော်လိုက် ကဲအမေအဲ့ဒါဆိုရင်ရော့စီလာကန်းစော်လင်းစေးရေသူကလေကြိုက်ခဲမှုမှမများလို့အကုန်တတစီတယ်အယိုးကျော်အစစ်မြင့်ဒူးနာခါနာအယိုးကြီးပေါင်းတက်ဇက်တော်တက်အုံးလွဲလေးဖြတ်အကုန်တတတယ်အမေရဲ့ဒါကစီလာပြုတ်စီလင်းစေးလေးဘက်နာလေးငန်းလေးဖြတ်ဒူးနာခါနာကြောနာဇက်တော်တက်ခေါင်းကိုက်ထုံကျင်တာအတွက်အရန်ကိုစေးစွမ်းထက်တယ်အမေရဲ့အမေနာမှာစီလာသာစီနေလို့ရှိရင်လေသမီးတယောက်လုံးအမေနာမှာစီလာတက်ကိုပို့ပြီးတော့စိတ်ချရတယ်အမေရဲ့အမေထပ်ပြီးတော့ချော်လဲဦးမလားဒီစီလောက်လိမ့်လိုက်နော်အမေရဲ့တန်ရာတွေအားလုံးဟာစီလာလိမ့်လို့ပြောက်ဝင်မယ်သမီးကအသက်အရန်ကြော်နေပြီအမေအဲ့တော့သမီးဒီမောင်လေးကိုမှအမေမဖိုင်သမီးဘွားတော့တွားပြီအဲ့တော့အမေကိုသမီးဒီစီလာနဲ့ပဲစိတ်ချလက်ချထားခဲ့လိုက်တော့မယ်နော်သမီးကတော့တွားပြီအမေလာမောင်လေး သမီးဟာသမီးရှင်တို့တွေအားလုံးမြင်ကြတယ်နော်အိမ်တောင်ပြုတ်ပြီးတော့သားသမီးယူမယ်ဆိုလို့ရှိရင်ဒီလိုလေကြီးလေကျယ်တွေပြောပြီးတော့ရောင်းမမြင်းစည်းထွက်တဲ့သမီးမျိုးကိုမမွေးမိစေနဲ့